ကျွန်တော်လည်းအိမ်မက်မဲ့သူတယောက်ဖြစ်ခဲ့ဘူးပါတယ်ကျွန်တော်မှလည်းအိမ်မက်ကြီးတွေရှိဘူးတယ်ဒါပေမဲ့ဘာမှစမလုပ်ဖြစ်ခဲ့ပါဘူးဒါပေမဲ့ဘာကြောင့်ဆိုတာနဲ့ဘယ်လိုပြင်ရမလဲဆိုတော့စပြီးတော့နားလဲသွားတဲ့နေ့ကစပြီးတော့ကျွန်တော်အတွက်အရာအလုံးကပြောင်းလဲသွားခဲ့တော့တာပဲအခုဒီဗီဒီယိုထဲမှာပြောပြမယ့်အချက်တွေကိုခင်ဗျားလည်းနားလဲသွားတဲ့အခါကျရင်ခင်ဗျားကဘယ်တော့မှပြန်ပြီးတော့အန်စီးမလုပ်နိုင်တော့အန်လန်းလည်းမလုပ်နိုင်တော့ခက်ရှင်းရှင်းပြောရရင်တော့ခင်ဗျားရဲ့ကိုယ်ပိုင်စင်ကြေတွေကိုဘယ်တော့မှအရင်လိုမျိုးပြန်ပြီးတော့ကိုမကြည့်နိုင်တော့ဒီဗီဒီယိုထဲမှာအချက်6ချက်ပါပါတယ်အလေးနဲ့ဆုံးအချက်ကတော့နံပါတ်6ပေါ့ဒါပေမဲ့ဘာမှမစားခင်ကြိုပြောချင်တာကတော့ဒီဗီဒီယိုကပြင်းလို့ဘာမှမလုပ်ဖြစ်တဲ့သူတွေအတွက်တော့မဟုတ်ပါဘူးလေကြီးပြီးတကယ်လက်တွေ့လုပ်ဖို့ပြင်းတဲ့သူတွေအတွက်ကတော့ကုဆေးမရှိပါဘူးဒါကလည်းကျွန်တော်အမြင်ကနေပြောတာမဟုတ်ပါဘူးစိတ်ပညာအရပြောတာပါကဲစလိုက်ကြရအောင်အကြောင်းရင်းနံပါတ်1ကစဉ်းစားတာလုပ်တယ်လို့ခံစားရပထမအကြောင်းရင်းကတော့အဲ့ဒါပါပဲတစ်ခါမှမကြားဘူးသေးရင်တော့စွမ်းကြဲတယ်လို့ခံစားရမယ်ကိုယ့်ရည်မှန်းချက်ကိုယ့်ရဲ့ goal ကိုမြင်အောင်ကြည့်တဲ့အခါတကယ်မြင်အောင်ကြည့်တဲ့အခါပေါ့နော်အုံနောက်ကနေပြီးတော့စုလက်တစ်ခုရသလိုမျိုးကျင့်တတ်တဲ့ခံစားချက်လေးတစ်ခုကိုထုတ်ပေးတယ်စိတ်ပညာရှင်တွေကလည်းအဲ့ဒါကိုလေ့လာကြည့်ပြီးသွားပြီတကယ်အမှန်ကန်ပဲအုံနောက်ကအောင်မြင်မှုကိုမြင်အောင်ကြည့်တာနဲ့တကယ်လက်တွေ့မှာရရှိတာနဲ့ကိုအပြည့်အဝမခွဲခြားနိုင်ဘူးမြင်အောင်ကြည့်တဲ့အချိန်မှာထွက်တဲ့ဓာတ်နဲ့တကယ်လက်တွေ့လုပ်လို့ရတဲ့အချိန်မှာထွက်လာတဲ့ဓာတ်နဲ့ကအတူတူပဲအဲ့လိုဆိုတော့စဉ်းစားရုံနဲ့တင်ကျေနပ်မှုကရနေဘာဖြစ်လို့လက်တွေ့လုပ်တော့မှာလဲဟုတ်တယ်မလားအဲ့ဒါလိုနဲ့ပဲတကယ်လက်တွေ့မလုပ်ဖြစ်တော့အိမ်မက်ကခေါင်းထဲမှာရှိုံနဲ့တင်ကျေနပ်မှုကရနေပြီတချို့လူတွေသူတို့အိမ်မက်ကိုခေါင်းထဲမှာနှစ်ရှည်လာများအကြာကြီးထားပြီးတော့တကယ်လက်တွေ့မှာကျတော့ဘာမှစမလုပ်ဖြစ်တာအဲ့ဒါပဲဒါပေမဲ့ဗျအိမ်မက်ကိုကိုယ်ခေါင်းထဲမှာအကြာကြီးထားရဲဆိုတာကုန်ကြစရိတ်များလုံးပါဒုတိယအကြောင်းရင်းကအဲ့ဒါပဲအိမ်မက်ကကုန်ကြစရိတ်များတယ်ခေါင်းထဲမှာထားရတဲ့ကုန်ကြစရိတ်ကိုပြောတာပါကိုကကိုယ့်အိမ်မက်ကိုခေါင်းထဲမှာပဲထားတော့ဘာဖြစ်တတ်တယ်လဲဆိုရင်အုံနောက်ကအဲ့ဒီကိစ္စကိုမပြီးသေးတဲ့ကိစ္စတစ်ခု unfinished task လို့မြင်ပါတယ်ကိုစမလုပ်ရသေးတဲ့ကိုယ့်ရဲ့အိမ်မက်တိုင်းကိုယ့်ရဲ့ရည်မှန်းချက်တိုင်းဟာကိုယ်ခေါင်းထဲမှာအသက်ရှင်နေသေးပဲပြီးတော့အုံနောက်ကလည်းသူ့ရဲ့သဘာဝအတိုင်းမပြီးသေးတဲ့ကိစ္စတွေဆိုရင်ကိုယ်အမြဲတမ်းလာပြီးတော့သတိပေးနေလိမ့်မယ်ဒီကိစ္စကမလုပ်ရသေးဘူးတော့ဘာလဲမေ့နေတာလားဆိုပြီးတော့ကိုယ်ခဏခဏလာပြီးတော့ remind လုပ်လိမ့်သူကကိုယ်ခေါင်းထဲမှာ24နာရီ24/7ပတ်လည် run နေတာနေ့တိုင်းကိုယ်နောက်ကိုလိုက်နေတယ်ညတိုင်းပြန်သတိရတယ်အဲ့လိုလည်းမပြောဘူးသူကကိုယ်ခေါင်းထဲကနေပျောက်မသွားဘူးစိတ်ပညာရှင်တွေကကြတော့အဲ့ဒါကို Zeigarnik effect လို့ခေါ်ကြတယ်။အုံနောက်ကမပြီးပြတ်သေးတဲ့ကိစ္စတွေကိုစွန့်ချလိုက်လို့မရဘူး။ तू ကခေါင်းထဲမှာအမြဲတမ်းဆက်ပြီးတော့ထိန်းထားနေတော့ပဲ။တခါတလေကျတော့ဘာမှစမလုပ်သေးဘဲနဲ့အနားယူနေစောင့်နေတာအဆင်ပြေတယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကျွန်တော်တို့ရဲ့အိမ်မက်တွေကခေါင်းထဲမှာကြာထားလေသူတို့ကပို့ပြီးတော့လေးလံလာလေပဲဗျ။ဒီကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်အမြင်ကတော့ရှင်းလေးကိုတခါမှမသုံးတဲ့အရာတွေဘာဖြစ်လို့ကိုခေါင်းထဲမှာအကြာကြီးထားနေရောမှာဟုတ်တယ်မလားအုံနောက်ပင်ပန်းနဲ့စောင့်ဆိုင်တာကလည်းအခမဲ့မဟုတ်ဘူးနေ့တိုင်းအခွန်ဆောင်နေရပတ်စံနဲ့ဆောင်နေရတာတော့မဟုတ်ဘူးပေါ့လေဘာနဲ့အခွန်ဆောင်နေရတာလဲဆိုတော့ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုနဲ့အခွန်ဆောင်နေရအဲ့လိုဆိုတော့ဗျာတကယ်မေးခွန်းကခမားတခါမှမသုံးတဲ့အရာတခုအတွက်ခမားဘလောက်ကြာပေးဆက်နေဖို့အခွန်ဆောင်နေဖို့ဆန္ဒရှိတယ်လဲပေါ့အဲ့ဒါကြောင့်မလို့အိမ်မက်ကိုခေါင်းထဲမှာအကြာကြီးမထားတာကောင်းတယ်အကြောင်းရင်းသုံးကတော့အတွေးလွန်ခြင်းကခမားကိုပင်ပန်းနွမ်းနေစေပါတယ်အတွေးလွန်နေဆိုရင်ခမားကဘာမှစမလုပ်ရသေးခင်မှာတင်ကိုပဲပင်ပန်းနေတာဖြစ်နိုင်ခြေရှိတဲ့ခြေလမ်းတိုင်းဖြစ်နိုင်ခြေရှိတဲ့ရလဒ်တိုင်းဖြစ်နိုင်ခြေရှိတဲ့ပြဿနာတိုင်းအကုန်လုံးကိုခမားကကြိုပြီးတော့စဉ်းစားနေတယ်ခမားကဘာမှမလုပ်ရသေးဘူးဒါပေမဲ့ခမားရဲ့အုံနောက်ကကြတော့မာရသွန်ပြေးသလိုဖြစ်နေပြီဟောဟဲလိုက်နေတခုခုကိုအချိန်ကြာကြီးနက်နက်ရှိုင်းစဉ်းစားတာစိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေကိုယ့်ရဲ့ mental energy တွေကိုအရန်ကုန်ဆုံးစေပါတယ်ပြီးတော့အတွေးလွန်နေဆိုရင်ခမားကကိုယ်ခေါင်းထဲမှာပဲကိုပိတ်မိနေတတ်သေးတယ်။မြတ်ပို့ပြီးတော့တွေးလေစဉ်းစားလေပို့ရှုပ်လေပါပဲ။အဲ့ဒါလိုနဲ့စလုပ်ဖို့ကလည်းပို့ပြီးတော့ခက်ခဲလာလေပါပဲ။ပြဿနာကကြတော့ကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်ရဲ့ goal ကြီးကတာကြီးနေလို့မဟုတ်ဘူး။ပြဿနာကတကယ်ဘဝမှာခြေလန်းတလန်းတောင်မစရသေးခင်မှာအရာအလုံးကိုခေါင်းထဲမှာကြိုပြီးတော့ဖြည့်ရှင်းဖို့ကြိုးစားနေတာပြဿနာအဲ့ဒါဘလို့မှမဖြစ်နိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့တချို့မေခွန်းတွေရဲ့အဖြေကစဉ်းစားယုံနဲ့မရတကယ်လက်တွေ့လုပ်ကြည့်ပြီးမှရတဲ့မေခွန်းတွေကလည်းရှိတယ်အဲ့ဒါကြောင့်မလို့အတွေးမလွန်စေပါနဲ့ small step လေးပဲဖြစ်ဖြစ်စပြီးတော့လုပ်ကြည့်လိုက်ပါ
အကြောင်းရင်းနံပါတ်၄ကတော့အလားအလာကိုဆွဲလန်းခြင်းခမ ्या ခမ ्या ရဲ့ကြိုးစားအားထုတ်မှုကိုမချစ်ဖဲနဲ့ခမ ्या ရဲ့ဖြစ်နိုင်ခြေရှိတဲ့အလားအလာကိုချစ်မိနေတာကိုပြောတာအဲ့ဒါအစင်မပြေဆုံးအချက်ပဲစိတ်ကူးယဉ်နေတဲ့အဆင့်မှာနေရက်နေတယ်ဆိုတာအဲ့ဒါကြောင့်ပေါ့စိတ်ကူးယဉ်ရတာလည်းအရန်ကောင်းတယ်ကိုယ်စိတ်ကူးထဲမှာကျတော့ကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေအရာအားလုံးကတကယ် perfect ဖြစ်နေလူတွေနဲ့စကားပြောနေတဲ့အချိန်ဆိုရင်ကိုယ့်ရဲ့ idea တွေကိုယ့်ရဲ့စိတ်ကူးတွေကအထာရန်ကြနေတာပဲကိုရန်လည်းတကယ်အောင်မြင်နေသလိုလိုတနေ့ရာရာကိုရောက်ရှိနေသလိုလိုခံစားရတယ်အဲ့ဒါအပြင်ကိုယ့်ရဲ့အိမ်မက်ထဲမှာရှိထားတဲ့သူကိုယ့်ရဲ့ version ကဘာမဆိုအောင်မြင်အောင်လုပ်နိုင်တဲ့သူရပ်တန့်လို့မရတဲ့သူ unstoppable ဖြစ်နေတဲ့သူတကယ်လက်တွေ့မှာကြတော့တခြားစီပဲအိမ်မက်ထဲကကိုနဲ့လက်တွေ့ဘဝထဲကကိုနဲ့ကအဆင်ချင်းကတခြားစီဖြစ်နေလက်တွေ့ရကြတော့နှေးကွေးတယ်လက်ခုပ်တီးတဲ့သူတယောက်မှမရှိဘူးထောက်ခံတဲ့သူတယောက်မှမရှိဘူးကိုကြည့်တဲ့သူတယောက်မှမရှိဘူးအဲ့ဒါကြောင့်မို့လို့ဒီအချိန်မှာလူတော်တော်များများအဲ့ဒီကွာခြားနေတဲ့ version တစ်ခုကိုနီးစပ်သွားအောင်မကြိုးစားကြတော့ဘဲနဲ့ကိုယ့်ရဲ့ idea တွေကိုယ့်ရဲ့ plan တွေထဲမှာပဲဆက်ပြီးတော့နေလိုက်ကြတော့တာဒီနေရာမှာကျွန်တော်သိစေချင်တာကကြတော့ဒီထိတ်တန်း 1% မှာရောက်နေတဲ့သူတွေပေါ့နော်အရန်အောင်မြင်တဲ့သူတွေကိုကြီးလိုက်ရင်လည်းသူတို့ကိုယ်တိုင်လည်းအခုကျွန်တော်တို့ဖြတ်တန်းသလိုမျိုးဒီအဆင့်တွေကိုဖြတ်တန်းခဲ့ကြတာပဲသူတို့လည်းသူတို့ကိုသူတို့တန်တရားရှိတယ်သူတို့လည်းသူတို့အိမ်မက်ထဲကသူတို့နဲ့တကယ်လက်တွေ့ဘဝကသူတို့နဲ့မတူပါလားဆိုတာကိုသူတို့လည်းသိခဲ့ကြပြီးသားသူတို့ကိုသူတို့လည်းတန်တရားတွေရှိခဲ့ကြတာပဲသူတို့တွေလည်းစားလုပ်ဖို့ခက်ခဲခဲ့ကြတာပဲဒါပေမဲ့လည်းဒီဟာတွေတက်ဆိုင်ရင်ဒီအိမ်မက်ကြီးကိုဒီရီမန်းချက်ကြီးကိုကိုယ်ကောင်းထဲမှာအကြာကြီးထားရတာကိုပို့ပြီးတော့မုန်းကြဒီအိမ်မက်တွေရီမန်းချက်တွေခေါင်းထဲမှာအကြာကြီးထားတဲ့ဆိုရင်ကုန်ကြစိတ်အရန်များတယ်ဆိုတာသူတို့လည်းသိတယ်စောင့်နေရတာကုန်ကြစိတ်များတယ်စိတ်ကူးရင်ုံရင်နေတဲ့သူနဲ့တကယ်လက်တွေ့မှာလှုပ်ဖြစ်တဲ့သူနှစ်ယောက်ပဲကွာခြားသွားတဲ့အချက်ကအဲ့ဒါပဲအရေးချင်းလည်းမဟုတ်ဘူးယုံကြည်မှုလည်းမဟုတ်ဘူး perfect moment လည်းမဟုတ်ဘူးအိမ်မက်ကိုခေါင်းထဲမှာအကြာကြီးမထားတော့ဘူးဆုံးဖြတ်ခဲ့ကြတာပဲကွာသွားတာအကြောင်းရင်းနံပါတ်5ကျတော့ဖုန်းနောက်ကအိမ်မက်ကိုကာကွယ်ထားခြင်းဒီအချက်ကနံပါတ်4နဲ့လည်းနည်းနည်းဆက်တယ်ကိုအိမ်မက်ထဲမှာကျတော့တကယ်လုံနိုင်တဲ့သူစီးပွားရေးတစ်ခုကိုစလုပ်မယ်ဆိုရင်လည်းလုံနိုင်တယ်ကိုဘဝကိုပြောင်းလဲသွားအောင်လုံနိုင်တယ်ကို body ကိုလည်းပြောင်းလဲသွားအောင်လုပ်နိုင်တယ်ကောင်းမွန်တဲ့အရာတစ်ခုကိုတိဆောက်ရမယ်ဆိုရင်လည်းတိဆောက်နိုင်တယ်အိမ်မက်ထဲမှာကိုကမမေးမိန်သေးဘူးမသေးသိမ့်သေးဘူးဒါပေမဲ့တကယ်လက်တွေ့စကြိုးစားကြည့်တဲ့အခါကျတော့အန်ရီတွေနဲ့ရင်ဆိုင်ရတော့တာပဲလက်တွေ့မှာကျတော့လောက်ရတာကိုထင်ထားတာထက်ပိုခက်နေတယ်ရလကလည်းကိုထင်ထားသလိုမကောင်းပြန်ဘူးပြီးတဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ကူးကိုယ့်ရဲ့အိမ်မက်ကြီးကလည်းတကယ်လက်တွေ့မှာကျတော့ကိုမြင်အောင်ကြည့်ထားတာတဲ့ပို့ပြီးတော့ကိုသိငယ်နေအဓိကအချက်ကတော့ကိုယ့်အကြောင်းကိုရှာဖွေတွေ့ရှိသွားတာပါအိမ်မက်ထဲကကိုထင်ထားတဲ့သူကအပြင်ကကိုမဟုတ်အုံနောက်ကကျတော့ဒီအချက်ကိုအရန်ကြောက်တယ်ခမားထင်ထားတဲ့သူကခမားမဟုတ်မှန်းသိသွားမှာကိုအရန်ကြောက်တယ်အရှက်တကွဲဖြစ်မှာကိုအရန်ကြောက်တယ်အဲ့ဒါကြောင့်မို့လို့ပဲခမားရဲ့အုံနောက်ကခမားကိုကာကွယ်ထားတာခမားကိုတခုခုဆိုရင်မလုပ်ဖြစ်အောင်လုပ်နေတာခမားကစပြီးတော့မကြိုးစားတဲ့၍လက်တွေ့စပြီးတော့လုံးမကြည့်သေးတဲ့၍ကတော့ခမားကစွမ်းဆောင်နိုင်စေအိမ်မက်ကလည်းပြီးပြည့်စုံနေစေဖြစ်နိုင်စေပါပဲအုံနောက်ကတော့သူ့ရဲ့တဘာဝအတိုင်းကိုယ့်ရဲ့အကောင်းဆုံး version ကိုကာကွယ်နေပါမှာပဲဒါပေမဲ့အဲ့ဒီ version ကကိုယ့်ရဲ့စိတ်ကူးထဲမှာပဲရှိတဲ့ version ဖြစ်အဲ့ဒါကြောင့်အကြောင်းရင်းနံပါတ်6ကဘာလဲအကြောင်းရင်းနံပါတ်6ကခမားရဲ့ရည်မှန်းချက်ကခမားရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ကိုက်ညီမှုမရှိဒီချက်ကကြတော့အရန်နဲ့နေပါခမားရဲ့ကိုယ်ပိုင်လက္ခဏာခမားရဲ့ identity ကခမားရဲ့ရည်မှန်းချက်ခမားရဲ့ goal နဲ့ကိုက်ညီမှုမရှိသေးပါဘူးအုံနောက်ကကြတော့ခမားကဘယ်သူလဲဆိုတော့ခမားရဲ့ identity နဲ့ခမားရဲ့လှုပ်ဆောင်ချက်တွေ action တွေကိုပေါ့နော်အမြဲတမ်းကိုက်ညီနေအောင်လိုက်ပြီးတော့ကြိုးစားပေးလို့ရှိအဲ့ဒါကိုနိုင်ကသူ့ရဲ့တဘာဝအုံနောက်ကကြတော့စန့်ကျင်ဘက်တွေကိုမုန်းတယ် brains hate contradiction ခမားကကိုကျွန်တော်ကစီကန်းရှိတဲ့သူမဟုတ်ပါဘူးကျွန်တော်လိုလူစားမျိုးတွေကဘယ်တော့မှဘီလီယံနာမဖြစ်နိုင်ပါဘူးလို့ခမားရဲ့အတွင်းစိတ်ထဲမှာတကယ်ကိုယုံကြည်ထားတဲ့ဆိုရင်ခမားရဲ့အုံနောက်ကလည်းအဲ့ဒီယုံကြည်ချက်နဲ့စန့်ကျင်တဲ့ခမားရဲ့လှုပ်ဆောင်ချက်မှန်သမျှခမားရဲ့ action တွေမှန်သမျှကိုလိုက်ပြီးတော့စန့်ကျင်နေပါလိမ့်မယ်ဆိုလိုရင်းသဘောကတော့ခမားကကိုဘီလီယံနာမဖြစ်နိုင်ပါဘူးလို့ယုံကြည်ထားတယ်ဒါပေမဲ့ခမားလုံနေကင်နေတာတွေကဘီလီယံနာဖြစ်နိုင်ခြေရှိတဲ့ကိစ္စတွေလုံပြီးနေတယ်ဆိုရင်အုံနောက်ကအဲ့ဒါတွေကိုမလုပ်ဖြစ်အောင်လိုက်ပြီးတော့စန့်ကျင်နေပါလိမ့်မယ်အဲ့ဒါကြောင့်မို့လို့ပဲတခုခုစားလုပ်လိုက်ပြီးဆိုရင်3ရက်တည်းပို့အောင်မလုပ်နိုင်တော့ဘူး4ရက်5ရက်နေ့လောက်ဆိုရင်ပြတ်သွားအောင်
အဲ့လိုပြတ်သွားတာဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာကိုယ့်ရဲ့ဇယိုက်လက္ခဏာပေါ့ကိုယ့်ရဲ့ identity ကကိုယ့်ကိုနောက်ပြန်ဆွဲခေါ်သွားတာအဲ့ဒါကြောင့်မို့လို့ပဲအရင်တိုင်းပြန်ဖြစ်သွားတယ်အရင်အချိုးတိုင်းပြန်ချိုးတော့တာကိုချလာတဲ့ရီမှန်းချက်တွေကိုယ့်ရဲ့ goal တွေကအခုလက်ရှိရှိနေတဲ့ကိုယ့်ရဲ့ version အတွက်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့အိမ်မက်ထဲကကိုယ့်ရဲ့စိတ်ကူးရင်ထဲက version အတွက်လှုပ်ထားတဲ့ရီမှန်းချက်တွေဖြစ်အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့လက်ရှိရီမှန်းချက်နဲ့လက်ရှိ identity နဲ့ကကိုက်ညီမှုမရှိဖြစ်ဒီကိစ္စနဲ့ပတ်သက်ရင်ပြောင်းလဲဖို့နီးလန်းတော့တလန်းပဲရှိပါတယ်နံပါတ်1ကတော့ပိုကြိုးစားဖို့မလုပ်ပါဘူး do not try harder ဘာပဲလုပ်ရမှာလဲဆိုတော့ကိုယ့်ကိုယ်ကိုတစ်မျိုးမြင်နိုင်အောင်ပဲကြိုးစားရမှာ slowly start seeing yourself differently ပါတေးသေးလေးပဲဖြစ်နေစေဦးတော့ကိုလှုပ်ဖြစ်တဲ့ကိစ္စတိုင်းကိုသင်ယူဖြစ်တဲ့အသစ်အဆန်းတိုင်းမှာကိုဘသူလဲဆိုတာနဲ့ပတ်သက်ပြီးတော့ story အသစ်တွေထပ်ရေးပါဇာတ်လမ်းအသစ်လေးတွေရေးပါတခုခုလက်တွေ့လုပ်ဖြစ်တဲ့ဆိုရင်ငါပြောထားပြီးရင်တကယ်လုပ်တဲ့သူတခုခုကိုလေးလာသင်ယူဖြစ်တဲ့ဆိုရင်ငါအမြဲတမ်းလေးလာသင်ယူနေပြီးတော့အမြဲတမ်းရှင်သန်ကြီးထွားနေတဲ့သူစသည်ဖြင့်ပေါ့ကိုယ့်ရဲ့ story အသစ်လေးတွေကိုရေးပါခမားဟာအရင်လူပြန်ဖြစ်เสียမလို့တော့ဘူးအလုပ်တွေကိုတစ်ခုပြီးတစ်ခုလုပ်နေရင်နဲ့ story အသစ်လေးတွေကိုတစ်ခုပြီးတစ်ခုရေးနေရင်နဲ့ version အသစ်နဲ့လူဖြစ်လာပါလိမ့်မယ်ဒီချက်6ချက်ကိုတေချာနားလဲတယ်ဆိုရင်ခမားဟာကိုယ်နဲ့မသိတော်တဲ့ရီမှန်းချက်တွေကိုချမိတော့မှာမဟုတ်ဘူးရီမှန်းချက်တွေချပြစ်လာပြီးဟေးဆိုရင်လည်းအချိန်အကြာကြီးမဆွဲတော့ဘဲနဲ့တကယ်လက်တွေ့ခက်မြမြန်လှုပ်ဖြစ်တဲ့သူတယောက်ကျင်းသေးပေါက်ဖြစ်လာပါလိမ့်ကိုယ်အိမ်မက်ကအကြီးဖြစ်နေလို့စားလို့ရမှာကြောက်နေတယ်ဆိုရင်လည်းဒီနီလန်းလေးကိုစမ်းကြည့်ပါကျွန်တော်ကတော့အခုဆိုရင်တခုခုဆိုရင်ငါစားလုပ်ပြီးဟေးလို့မပြောတော့ဘူးဒီ idea ငါနဲ့တင့်တော်လားမတင့်တော်လားသိရအောင်ငါစမ်းကြည့်လိုက်မယ်လို့ပဲကိုကိုပြောလိုက်တော့အဲ့လိုပြောလိုက်တဲ့အခါကျတော့ကြောက်တဲ့စိတ်ကနည်းနည်းတော့ညော့သွားတာသိတယ်မဟုတ်လားလေ့ကျင့်ခန်းလုပ်ပြီးဟေးဆိုရင်ငါတော့ fit ဖြစ်အောင်လုပ်မဲ့သူဒီနေ့ကစပြီးတော့ငါဂျင်သွားတော့မယ်လို့ပါလို့မပြောတော့ဒီညနေလေ့ကျင့်ခန်းလုပ်ကြည့်မယ်ပြီးရင်ငါနဲ့အဆင်ပြေမပြေစောင့်ကြည့်လိုက်မယ်လို့ပဲပြောတော့အဲ့လိုဆိုရင်ကြောက်စိတ်ကနည်းသွားတယ်စမ်းလုပ်ကြည့်ဖို့စလုပ်ကြည့်ဖို့အတွက်ပို့ပြီးတော့ရရဲတဲတဲရှိလာအချိန်လဲတိတ်မဖြုံးပြတော့ရှေ့ခေတ်တုန်းကလိုမျိုး just start တို့ just do it တို့မပြောတော့အဲ့ဒါတွေကခေတ်နောက်ကျသွားအခုကျတော့ဘာပဲပြောလဲဆိုရင်ဒီ idea ငါနဲ့အဆင်ပြေမပြေသိရအောင်စမ်းလုပ်ကြည့်လိုက်မယ်ပြေတယ် okay တယ်ဆိုရင်ဆက်လုပ်မယ်မပြေဘူးမ okay ဘူးဆိုရင်လည်းသင်ခန်းစာယူလိုက်ဒါပဲဘာမှကြောက်စရာမလိုကိုနဲ့အဆင်ပြေမပြေသိကြရုံလေးပဲဟုတ်တယ်မလားအဲ့ဒီနီလန်းလေးကိုစမ်းကြည့်လိုက်ပြီးရင်အဆင်ပြေမပြေကျွန်တော်စီမှာပြန်လာပြောကိုနဲ့အဆင်ပြေမပြေသိကြရုံလေးပဲစမ်းကြည့်လိုက် Thank you for watching ပါအောင်မြင်မှုတွေပိုများကြပါစေ